ယာတိုင်းကကိုရောရှိရင်ချီးမွမ်းစရာကိုဖြစ်စေတယ်ဖျားရှင်ဘုံကြည့်ပါသေးနော်ဒီနေ့ကျွန်မပြောမယ့်အရာကဘာလဲဆိုတော့ကျွန်မမပြောပါဘူးနော်ဘုရားခင်ကကျွန်မအားဖြင့်အစိတ်ခံခိုင်းတဲ့အရာလေးကပွက်ထားတဲ့ဗန္နာတဲ့ပွက်ထားတဲ့ဗန္နာโอเคကျွန်မလက်ထဲမှာဘာတွေရှိလဲဆိုတော့တခုခုဖွက်ထားတယ်เนาะကျွန်မထဲမှာယုံကြည်သူရောက်စီရင်အသက်တာထဲမှာဘုရားခင်ဖွက်ထားပြီးတဲ့အရာတွေရှိတယ်ယုံလားမသိဘူးယုံရင်เนาะအမှန်ကန်တင်းရဲ့သက်တာမှာဘုရားရဲ့ bless လာမယ်เนาะဒါကြောင့်ယုံလိုက်ပါနှုတ်ကပတ်တော်ဖြစ်တဲ့တောင်မယုံလို့ရပြီခြင်းကိုယုံရမှာဖြစ်တယ်เนาะအဲ့တော့ကျွန်မအခြေခံတဲ့ကျမ်းပိုက်လေးတွေရှိပါတယ်နောက်မှဖတ်ပါမယ်เนาะမဿဲ44နဲ့နောက်ဆုံးမှာဖတ်ဖို့နိကောအခန်းကြီး4ပိုက်တစ်ခုကိုဒီမှာသားလေးကိုပေးထားတယ်ပေါ့เนาะโอเคဒါဒီနေ့နှုတ်ကပတ်တော်ထဲမှာပြောထားတဲ့အရာရှိတယ်เนาะကျမတို့ကအခုပြောတဲ့အရာကဘာတွေပြောသွားလဲဒီမှာလာတာကျမဘာပြောလဲအခုကနေမနေ့ကနေစပြီးဆရာကြီးပါပြောလဲဆရာဘေးပါပြောလဲဆရာဖုံရောပါတွေလုပ်သွားလဲဒီမှာ Christian worship leader တွေကပါတွေလုပ်သွားလဲပါပြောလဲဟုတ်ပါပြောလဲတာဘာလို့ရည်ရွယ်ပြီးတော့ကျမတို့လှုပ်ဆောင်သွားလဲသိလားနှုတ်ကပတ်တော်တရားစကားကိုချီးမွမ်းကိုးကွယ်သွားတာဖြစ်တယ်အာမင်ဒီနှုတ်ကပတ်တော်ထဲကချီးမွမ်းခြင်းစာသားတွေနဲ့သူတို့ကချီးမွမ်းသွားတယ်ကျမတို့ခွန်အားမဖြစ်ဘူးလားဖြစ်တာပေါ့တခါတလေလက်လေးမြောက်နှလုံးကအဲ့ဒီရောက်သွားပျော်လိုက်တာဘေးကအဆိုးအကောင်းကိုကျမတို့မသိတော့ဘူးเนาะဟုတ်ကဲ့ဆရာဘေးကလည်းပဲဒီမှာသွားပြီးလို့ရင်းနဲ့ဗာပြောလဲနှုတ်ကပတ်တော်ကိုပဲရှေ့ရှုပြီးတော့ကျမတို့ကိုပြောသွားတာဖြစ်အစိတ်ခံသွားတယ်ဆရာကြီးကလည်းပဲနှုတ်ကပတ်တော်ရှမသက်ခရစ်ဝင်အန်ဒီနောက်ဟုတ်လားနောက်ဆုံးခန်း53ဝန်ဒီဆိုင်အဆုံးထိဘာစကားကိုပြောလဲနှုတ်ကပတ်တော်စကားကိုအစိတ်ခံသွားတာဖြစ်တယ်သခင်ယေရှုပြောတဲ့သတင်းစကားတွေကိုပြန်လည်ပြီးမှဂူးဆက်စီတာဖြစ်ဆရာဖုံပေးအပြင်ဆူတောင်းပေးပါတယ်ဘာလို့ဆူတောင်းပေးလာလဲဘာလို့ဆူတောင်းလာလဲဘယ်သူရှိမှတောင်းလာမြင်ဘူးလားကြားဘူးလားကြားဘူးတယ်မြင်ဘူးတယ်တောင်းဘူးလားတောင်းဘူးတယ်ဒါမဲ့ကျမတို့ရဲ့ lives ကလုံနေကြအတိုင်းလုပ်ဖို့အတွက်ဖျားအလိုမရှိဘူးယုံကြည်ပြီးတော့မှကျွန်တော်လုပ်ဖို့အတွက်အလိုရှိတယ်အဲ့တော့ဆရာကယုံကြည်ပြီးတော့အာရပါရဆူတောင်းပေးတယ်ဆရာဘေးကလည်းဆူတောင်းတယ်ကျွန်တော်တို့ဒီအားလုံးဆူတောင်းကြတယ်ဘာလို့တောင်းတာလဲဘာလို့တောင်းတာလဲဖျားသခင်တတ်နိုင်လို့ကျွန်တော်တို့တောင်းတာဖြစ်တယ်အာမင်ဖျားသခင်ပေးနိုင်တယ်ဆိုတဲ့အရာကိုယုံကြည်ပြီးတော့တောင်းတာဖြစ်တယ်ဒါကြောင့်ရလာရတယ်ဘာလို့ရလဲယုံကြည်လို့ရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အရင်ခံကစိတ်နှလုံးကယုံကြည်သူရဲ့အသက်တာမှာယုံကြည်ခြင်းနဲ့ဘုရားခင်ထံတိုးဝင်ရမှာဖြစ်ပါတယ်ဟာလေလုယာဘုရားခင်ကောင်းချီးပေးပါသည်နော်ဒီအကြောင်းအရာက prophet ဟေရှာယရဲ့နှုတ်ထွက်ပြည့်စုံတဲ့အကြောင်းဒီမဿဲ44မှာအထက်ကိုဖတ်လိုက်ရင်တွေ့ရမယ်အကြောင်းအရာတွေနော်ဒီနေ့ကျမတို့ဒါလေးမသွားခင်မှာဒါကြောင့်ကျမတို့အထဲမှာဖွက်ထားတဲ့အရာတွေငယ်တွေကတော့ဖွက်ဘူးလားဖွက်ဘူးတယ်နော်သူများစတာမျိုးတွေတခုခုဖွက်ထားတာတွေဖွက်ဘူးတာတွေရှိတယ်ပဲမြင်စေခြင်းလို့ဖွက်တဲ့အရာရှိတယ်စားနောက်လို့ပြောစေခြင်းလို့တကယ်ကိုလူခြင်းလို့ဖွက်လိုက်တဲ့အရာတွေရှိတယ်ဒါပေမဲ့ဒီလောကရဲ့ဖွက်ခြင်းကိုကျွန်မမဆိုလိုပါဘူးဒီနေ့ဘုရားသခင်ကတန်ဖိုးကြီးလို့တဲ့အရာတခုခုကိုသိနေကျွန်ုပ်အထဲမှာဖွက်ထားပေးတာဖြစ်တယ်ဟာလေလုယာအဲ့ဒီအရာကချီးမွမ်းစရာဖြစ်တယ်နော်ဒါကြောင့်မို့ကျမတို့အသက်တာထဲမှာဘုရားခင်ဘာတွေဖွက်ထားပေးလဲစဉ်းစားဘူးတလားပေါ့နော်အခုချိန်ထိဖွက်ထားဘူးတာဖွက်ထားပေးတဲ့အရာတွေရှိတယ်ဟာဘုရားခင်ဖွက်ထားတဲ့အရာတွေကိုဘာတွေလဲဆိုမှမစဉ်းစားဘူးတခါတလေကြရင်လည်းကြုံသွားတဲ့အချိန်ရှိတယ်နော်တခါတလေကြရင်လည်းဘုရားခင်ကျမတို့အတွက်ဖွက်ထားပေးတဲ့ဘဏ္ဍာတွေကိုကျမတို့ကပေါ့တန်နဲ့ပဲအဲ့လိုမျိုးပေါ့နော်သုံးသက်တဲ့အရာတွေလည်းရှိမှာပါเนาะဒါပေမဲ့ဒီနေ့တကယ်လို့ဆောင်တဲ့အိမ်သူတွေလည်းရှိကြတယ်ပေါ့နော်ဒါကြောင့်ကျမတို့ဘုရားသခင်ကျမတို့ကိုပေးထားတဲ့ဗန္ဒာကနည်းနည်းရမဟုတ်ဘူးပေါ့နော်ဖွက်ထားပေးတဲ့အရာတွေကတကယ်အဖို့ထိုက်တန်နေဆိုတဲ့အရာကိုမသိချင်ဘူးလားသိချင်တယ်ကျမလည်းသိချင်တယ်မယုံချင်ဘူးလားယုံပြီးသားဖြစ်တယ်เนาะယုံပါသလားလို့မမေးချင်ဘူးယုံပြီးလို့ဒီမှာလာထိုင်တာဖြစ်တယ်ယုံလို့ကျမကလုကပတ်တော်စကားကိုပြန်ပြီးတော့တက်ဆင့်ဝေငှတာဖြစ်တယ်ဆရာကြီးတွေကလည်းအနည်းတိုင်းပတ်စင်တိုင်းမှာသွန်သင်ဖို့ချခြင်းတွေပေးနေတာကဖယားကိုယုံလို့ဖြစ်တယ်ဟာလေလုယာပြပုံကြည်ပါစေကပါစေဒါကြောင့်မို့အဲ့ဒီအရာကဗန္နာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်မပြောချင်တာဖြစ်တယ်အဲ့ဒီဗန္နာကိုသင်တဲ့ကျွန်တော်အထဲမှာဖယားကဖွက်ပေးထားတာအဲ့ဒီတိုင်းမှဖွက်ပြီးသိမ်းထားမလားမိတ်ဆွေတို့လူငယ်လူကြီး
အဲ့ဒီတိုင်းပဲဖွက်ထားဖို့ဘုရားအလိုရှိမယ်လို့ထင်လားလိုချင်မယ်လို့ထင်လားအလိုမရှိဘူးနော်ပြန်လဲကူးဆက်ဖို့မျှဝေဖို့သိဖို့သူများကိုပေးစီခြင်းတယ်โอเคဒါကြောင့်မလို့ကျမတို့ကိုဒီထဲမှာပဲဖွက်ထားတာကိုဘုရားကဖော်စီခြင်းတယ်ဘုရားပေးထားတဲ့အရာကိုပြန်လဲဝေငှစီခြင်းတယ်ဘာကြောင့်လဲဆိုရင်ဒီကြီးမားတဲ့တန်ဖိုးရှိတဲ့ဘန္နာဖြစ်တဲ့အတွက်နောက်တစ်ခုကလျာကောင်းကင်ဘန္နာလည်းဖြစ်တယ်အဲ့ဒီကောင်းကင်ဘန္နာကိုကျမပဲယူပြီးတော့ပြန်မပေးတာမကြိုက်ဘူးတဲ့နော်ဒါကြောင့်ထာဝရကောင်းကင်သားဖြစ်တယ်ကျမတို့ကိုမင်္ဂလာသားဖြစ်ခွင့်ပေးတယ်ကျမတို့ကအထက်သားဖြစ်တယ်အထက်နဲ့ဆိုင်တဲ့အရာတွေကိုစာငတ်ခေမို့ပြီးတော့မှပတ်ဝန်းကျင်မှာဘုရားရဲ့နှုတ်ကပတ်တော်သတင်းစကားကိုပြောရမှာဖြစ်ပါတယ်ငါကငယ်သေးလို့ငါကအရင်အသက်ကြီးနေလို့အိုးနေပြီဟုတ်လားကျမအသက်ကြီးပြီလို့သိပါတယ်ကျမတို့အသက်ကြီးတယ်ဒါပေမဲ့အသက်ကြီးတာကိုဝန်ခံမှုတခါမှဒါပေမဲ့ဘုရားခင်ဒီနေ့ထိကြီးသွားပြီအသက်ကြီးလာတဲ့အတွက်ကြီးဆိုကြီးပါနဲ့နော်ဒါပေမဲ့ဒီလိုနေတိုင်းငါအသက်ကြီးလာပြီငါအလုံးမလုံးနိုင်ဘယ်တော့မှမပြောငါကတော့အလုံးလုံးနိုင်တယ်ငါလည်းသူများလိုလုံးနိုင်မချီတွေလက်တွေကောင်းပြီးတော့နော်ကောင်းကောင်းတန်တန်ဆွဆွနဲ့လုံးအောင်မှသူများကိုလုပ်ပေးချင်ပေးတာအဲ့လိုမျိုးအခွင့်အဲ့ဒီလိုအခွင့်ကိုကျမကတောင်းတယ်မိတ်ဆွေတို့တောင်းလားမတောင်းရင်လည်းမတောင်းဘူးเนาะကျမတော့တောင်းတယ်ကျမရဲ့မန်ပေါ်မှာကျမနုပြိုလန်းဆန်းဘုရားခင်ထမ်းမှာယေရှုသွေးတော်အားဖြင့်ကျမကိုအမြဲတမ်းအနုပြိုတန်ဆန်းစေပါလို့နေတိုင်းဆုတောင်းခဲ့တယ်ခါတော့မပြတ်ဘူးเนาะဆုတောင်းခဲ့တယ်ပေါ့เนาะဒါကြောင့်မလို့ယေရှုခရစ်တော်သွေးတော်အားဖြင့်ကျမတို့ကိုဒီနေ့တိုင်အောင်တန်ဆွမ်းနုပြိုစေပါတယ်အာမင်အဲ့ဒါယေရှုကြောင့်ဖြစ်တယ်လေချီးမွမ်းစရာဖြစ်တယ်ချီးမွမ်းစရာဖြစ်တယ်နော်ဘုရားခင်ရဲ့ဘုန်းနဲ့ကျမတို့ကိုဖြည့်ပေးတာဖြစ်တယ်နော်ဒါကြောင့်ဒီနေ့သားလေးတွေသမီးလေးတွေပေးထားတဲ့အခါမှာဦးနာဆရာမချယ်ကြီးပြောတယ်ဒါတော့နှုတ်ကပတ်တော်ဆရာတွေကတကယ်သင်ပေးတာနော်ရှယ်သင်ပေးတယ်အမားရင်ကင်းအောင်ကိုသင်ပေးတယ်နာမည်ကြီးတယ်နော်ဆရာဒီသင်တော်မှာညီမကသိတယ်နော်ဒီမှာကျမတို့ကနှုတ်ကပတ်တော်ကိုဆရာတွေကသင်ပေးတယ်ဒါကြောင့်လူငယ်တွေကဂုဏ်ယူဆရာဖြစ်တယ်ဝမ်းမြောက်ဆရာဖြစ်တယ်ရှန်လျက်ရှန်ထွက်ပြီးတော့နားနှစ်ခုကနေရှန်ပြီးတော့ထွက်သွားဖို့မဟုတ်ဘူးဆိုတဲ့အရာဖြစ်တယ်။ဒါကြောင့်ကျမတို့ကနှုတ်ကပတ်တော်ကိုသိဖို့ပဲမဟုတ်ဘူးယုံကြည်ဖို့တတ်တာကလိုက်လျှောက်ဖို့သိတာကတော့လူတိုင်းသိတယ်ဒါပေမဲ့ OB လို့ဖို့ခက်တယ်ဒါကြောင့်နာခံတဲ့အသက်တာကိုဘုရားကကောင်းချီးပေးတာ။ဟာလေလုယာ။ဒီနေ့ဒီမှာတန်ရှင်တော်ဝိညာဉ်တော်လှူရှားနေတာဖြစ်တယ်။ကျမတို့ဒီမှာအစိုးရတယောက်လာမယ်ဆိုကျမ6တော့တင်ပြီးတော့တတိုင်းနဲ့နေပါလားနေရဲလားအင်ကြီးကျဲတိဖြတ်ပြီးတော့ဟဲတိုးလိုက်စိတ်လိုက်အိမ်ငိုင်းပြီးတော့နေရဲလားအဲ့ချင်တော့အိမ်ငိုင်းသွားမှာပဲလीငိုက်မှာပဲလူဆိုတာကိုမူကားအားနေတယ်စိတ်ကအားကြီးတယ်ဖြစ်တတ်အိမ်ငိုက်တော့ထားလိုက်ပေါ့ဟုတ်တယ်နော်အိမ်ငိုက်တော့ရေသွားတောက်လိုက်အိမ်ငိုက်တော့အောက်ခဏစိတ်ပြန်တက်လာလိုက်အိမ်ငိုက်ပြေးသွားတာပေါ့အဲ့ဒါပါဖြစ်တယ်ဘုရားကိုချစ်လို့ဖြစ်တယ်ဒီနေ့အဲ့ဒီမင်းအာနာပိုင်တွေထက်ကြီးလွန်တဲ့ဘုရားခင်ရှိတယ်သင်တဲ့ကျွန်ုပ်ထဲမှာဒီထဲမှာเนาะဝိညာဉ်တော်ကျမတို့ဒီမှာလာပြီးဆုမတောင်းခင်မှာဆုတောင်းပြီးတယ်ကျမဆုတောင်းပြီးတော့မှဒီမှာရောက်လာတယ်ပေါ့เนาะမဟုတ်ဒီညမှာလာပြီးတော့မှပြောလို့မရဘူးเนาะဒါကြောင့်မို့ဒီနေ့အစီခံရတာဘုရားခင်ရဲ့နှုတ်ကပတ်တော်အစီဖြစ်လို့ဒီမှာရှိတဲ့ယုံကြည်သူသားသမီးကြီးငယ်ရောက်စီတိုင်းကဖျားချစ်ပြီးရွေးကောက်ထားတဲ့သူ့ရဲ့အသွေးနဲ့ရွေးဝယ်ခြင်းခံရတဲ့သူဖြစ်လို့ဒီနေ့သခင်ယေရှုကိုယုံကြည်သောအဖြစ်လေးစားသောအဖြစ်ခံညာသောအဖြစ်ဘုံပေးသောအဖြစ်ဖခင်ရဲ့နှုတ်ကပတ်တော်ကသင်နဲ့ကျွန်ုပ်မိသားစုပေါ်မှာစီစဉ်ပါစေအာမင်လေးညက်ရအောင်ကျမကိုလေးစားစရာမလိုဘူးကျမကလူပဲဖြစ်တယ်ဖခင်ကိုလေးစားရမယ်ဖခင်ကိုဘုံပေးရသင်ကိုအချိန်24နာရီပေးထားတယ်ကျမသားလေးကိုစုံမတဲ့အတိုင်းပါသင်ကိုအချိန်24နာရီပေးထားတယ်ပညာကနံပါတ်1ကျန်တာကနံပါတ်2ဘုရားသခင်ကနံပါတ်1တမင်မစားခင်စတောင်းလိုက်အဲ့တော့အများနဲ့မနေ့တိုင်းမှာသူ breakfast နောက်ကြနေပြီအများမနေ့9နာရီထားတယ်ကြောင်းတော့ဒါပေမဲ့မရဘူးသူကဒါလေးအမေစတောင်းရအောင်ကျမကစမှာမဟုတ်ဘူးသူကခေါ်ရမှာဟုတ်တယ်နော်အဲ့လိုမျိုးနှုတ်ကပတ်တော်ကိုကျမတို့မိခင်တွေဖခင်တွေကမိသားစုမှာတွင်းရမှာပေါ့တန်မလုပ်ခိုင်းအဲ့ဒါပန်းလားကျမမှာဘာမှမရှိဘူးဒါပေမဲ့နေ့မှာဘာမှမရှိဘူးသားဘုရားခင်ရှိတယ်နော်အဲ့ဒါကချီးမွမ်းစရာအကြီးနော်ဒါမျိုးပြောရတယ်ကျမမနေ့တိုင်းပြောတာပေါ့နော်ကျမရဲ့ဟုတ်ပါတယ်သိပါတယ်နော်သိလို့မရဘူးနှလုံးထဲမှာရှိရမှာနှလုံးထဲမှာရှိလို့ရှိရင်တစ်ထားရမှာဒီလိုမျိုးပေါ့နော်အခြေလေးရဒီမရောက်လာနိုင်ဘူးပေါ့နော်ဒါကြောင့်ကျမတို့ကဘ
ဘုရားသခင်ကိုရှာယူရမှာအကြောင်းမလို့ကျမတို့ကဒီနေ့သခင်ယေရှုကိုသင်အသက်တာထဲမှာဘယ်နာမှထားထားလဲပြောပါဟာလေလုယာကိုပါနေကိုပြောသင်သခင်ယေရှုကိုသင်တို့အသက်တာမှာဘယ်နေရာမှာထားထားလဲဖတ်ထားတာလीနော်အဲ့လိုမလုံးနဲ့နော်ဖတ်မထားနဲ့သခင်ယေရှုကိုသင်အသက်တာမှာဘုရားခင်ကကျမတို့ကိုဗန္နာထဲမှာဘုရားပေးထားတဲ့ဗန္နာတွေကျွယ်ဝစွာပေးထားတဲ့အဲ့ဒီအရာတွေမြုပ်နေတဲ့အရာတွေဆွဲထုတ်လိုက်ဟေးဘုရားခင်သခင်ယေရှုကငါတို့ကိုဘလို့ကောင်းကြီးပေးခဲ့တယ်ဘလို့လှုပ်ဆောင်ပေးခဲ့တယ်အခက်ခဲတွေကြားမှာစုံစမ်းနောက်ဆက်ခြင်းတွေကြားမှာသေမလို့လို့ဖြစ်တဲ့ကြားမှာဘုရားခင်လှုပ်ပေးခဲ့တဲ့အရာကတကယ်ကြီးမားတယ်ဆိုတဲ့အရာကိုယုံကြည်သူအချင်းချင်းကြားမှာပဲမဟုတ်ဘဲနဲ့မယုံကြည်သူကြားမှာလည်းစီစဉ်စီပါအေးဝင်ကြီးတဲ့စကားနှုတ်ကပတ်တော်တဲ့စကားကိုစီးထွက်စေဖို့အတွက်ဒီနေ့ယူဆောင်လာတဲ့နှုတ်ကပတ်တော်အရင်ကဒါပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့ဟာကောင်းကင်သားလားအထက်သားလားဆိုပြီးတော့ကျမပြောထားတယ်နော်ကျမတို့ကမင်္ဂလာသားဖြစ်တယ်အထက်သားဖြစ်တယ်ကောင်းကင်သားဖြစ်တယ်ဒါကြောင့်မလို့ဖယားသခင်သင်တဲ့ကျွန်ုပ်အထဲမှာကွက်ထားတဲ့အရာတွေကိုပေါ်ထုတ်ဖို့ရန်သင်တဲ့ကျွန်ုပ်မှာယုံကြည်သူမှန်ရင်တာဝန်ရှိတယ်ကလေးလူကြီးစားပုံလုပ်ရမှာဖြစ်တယ်နော်အာမင်ဟာလေလုယာနော်ဒီမှာရှိတဲ့အန်ကယ်ကအမြဲတမ်းနောက်ကနေဟာလေလုယာ praise the lord နော် amen ဆိုထူးတတ်တယ်ရှိတယ်အဲ့ဒါမထူးမဆန်းတဲ့သူ့နှလုံးသားမှာဒီခံစားကြပြင်းပြပေါက်ပွဲလာတဲ့အခါမှာတန်စင်ကဟာလေလုယာ praise the lord amen ဟုတ်တယ်နော်ဒါကြောင့်ဒါကဗန္တာအနှင်းချင်းခံရတဲ့သူတွေဖြစ်တယ်သင်ကနေနေရရပုဂ္ဂိုလ်မဟုတ်ဘူးကျွန်ုပ်ကနေနေရရပုဂ္ဂိုလ်မဟုတ်ဘူးဖခင်ရဲ့မိသားစုဝင်တွေဖြစ်တယ်ဖခင်ရဲ့ကြီးမားတဲ့တာဝန်ဗန္တာအနှင်းချင်းခံရတဲ့သူတွေဖြစ်တယ်အဲ့ဒါကိုသိမထားနဲ့ပွက်မထားနဲ့ဗန္တာကိုထုတ်ဖော်လိုက်ရအောင်ထုတ်ဖော်မှလားကျွန်မနဲ့အတူသခင်ယေရှုနဲ့အတူထုတ်ဖော်ကြရအောင်ဟာလေလုယာကျွန်တော်အဖွဲ့တွေထုတ်မှလားဘာထုတ်မလဲထုတ်မှလားထုတ်မယ်နော်ဂမ်ဆောင်လို့အဖွားခေါ်တော့ဂမ်ဆောင်ဆိုမှသိတယ်နော်အရန်ကောင်းတဲ့နာမည်ဖြစ်တယ်ဥမာတန်ရီလာဆိုရင်လည်းအဖွားအရန်ချစ်တာပဲနော်သူ့အိမ်မှာရှိတဲ့သားသမီးတွေကိုမခွဲကြဘူးဝိညာဉ်တစ်လုံးဆုံးရှုပ်ဖို့အတွက်အရန်ကိုနှမျောတာဖြစ်တယ်ဘာကြောင့်လဲဆိုရင်ယေရှုရဲ့မြတ်တာကအဖွားထဲမှာစီးသင်နေတော့အဲ့ဒီဝိညာဉ်တွေကိုချစ်တာဖြစ်တယ်အာမင်သူတို့အတွက်ဆုတောင်းပေးတာနော်အဲဒါကြောင့်မလို့ဒီနေ့ဒီမှာကျမတို့ရှိတဲ့ယုံကြည်သူတွေကကျမတို့အထဲမှာဖျားအပ်ထားတဲ့အရာကိုတာဝန်ကျေမလုပ်နဲ့တခါလေဆိုတာဝန်အောင်မကျေဘူးနော်အေဝံဂေလိမလုပ်ဘူးရှိလားအေဝံဂေလိလုပ်ရမယ်နော်အေဝံဂေလိဆိုတာဖျားရဲ့ကောင်းမြတ်တဲ့သတင်းစကားတွေကိုကြားပြောရမယ်နော်အေဝံဂေလိအစစ်မှန်ကိုဆရာကသင်သွားပြီးပြီဒါကတော့ကျမ်းစာသင်တတ်မဟုတ်တဲ့အတွက်ကြောင့်နော်ဒါကြောင့်မို့လို့ကျမတို့ဒီနေ့နှုတ်ကပတ်တော်ကိုကြားမပြောတဲ့သူကမင်္ဂလာမရှိဘူးမင်္ဂလာသားလည်းမဟုတ်ဘာလို့ဘုရားပေးထားတဲ့အရာတွေတင့်ကိုအနှင်းထားတာတင့်မှာတာဝန်ရှိတယ်ကျမမှာတာဝန်ရှိတယ်တာဝန်ရမဟုတ်ဘူးဘုရားရဲ့ကောင်းမြတ်ခြင်းကိုတကယ်ပဲမပေးပဲမနေနိုင်မပြောပဲမနေနိုင်ချစ်လွန်းလို့ပါဟာလေလုယာကိုရောကိုချစ်လွန်းလို့ပါကျမတော့မပြောလည်းမနေနိုင်ရှက်လည်းမရှက်တော့နော်ရှက်သေးတယ်ဆိုရင်စဉ်းစားကြရပါတော့သာသာဆိုင်ကြီးမှာသွားတဲ့အချိန်မှာနင်းစုတောင်းငါစုတောင်းတယ်နော်ဒီလိုလုပ်တဲ့အချိန်ရှိရလေဒါမှစစ်တို့ပြီးတော့ကျမတို့ကျန်းစာတောင်းဆင်းတဲ့အချိန်မှာတိတ်ဘာမသိညာမသိပေါ့အရွယ်လေးဘာဖြစ်ခဲ့ဘူးလေပေါ့နော်နောက်ပိုင်းဘာသိညာသိဖျားတင်ကိုကောင်းကောင်းသိတဲ့အခါမှာဒီတဲကသိလာတဲ့အခါစုတောင်းဆိုတဲ့အခါမှာအာရပါရစုတောင်းဘာလို့စုတောင်းလာလဲကျမတို့စုတောင်းတဲ့အခါမှာဘုရားခင်တတ်နိုင်နေဆိုတာကိုပေါက်ဝင်းချိန်ကကြားပြီးဒါကတရင်စကားတစ်ပုဒ်ကိုစီထွက်တာဖြစ်တယ်ဖျားရှင်ပုံကြည့်ပါရှက်စရာမလိုဘူးအရှက်မဲ့တဲ့နေရာမှာမဲ့ရကိုတော့အတွက်ဖြစ်တယ်အာမင်ပြပုံကြည့်ပါဒီကဘာဆက်တဲ့ကြောင့်ဒီနေ့ကျမတို့အသက်တာထဲမှာခင်ယေရှုကနော်နှုတ်ကပတ်တော်ကိုဝေငှတဲ့အချိန်မှာသူအစရှောင်စုတောင်းမယ်သူကိုစာရမဏတောင်းရှက်တဲ့အရာတွေရှိတယ်နော်သွားဖတ်ကြည့်ပါနော်ဖြစ်မှတ်တဲ့အခန်းကြီးဟိုမှာလေးမှာပေါ့နော်ကျမပြောခဲ့ပြီးတော့ကျမမဖတ်ခဲ့ဘူးညှုပ်ထားလိုက်တယ်နော်ညှုပ်ထားလိုက်တယ်ကိုယ့်ဘာနဲ့ကိုဖတ်ကြည့်ရအောင်ကြတယ်နော်အဲဒါကြောင့်ကျမတို့ဒီဖတ်တဲ့အခါမှာတွေ့ရမယ်နော်ဘုရားခင်သခင်ယေရှုခရစ်တော်ဘုရားကပါရီလွတ်ခဲ့လေသခင်ယေရှုကိုစုံစမ်းသွေးဆောင်တယ်ဘယ်သူကစုံစမ်းသွေးဆောင်လဲစာရမဏတ်ကစုံစမ်းသခင်ယေရှုကိုတော့စုံစမ်းသွေးဆောင်ခြင်းခံကြရသင်နဲ့ကျွန်ုပ်ကိုပေါ့မစုံစမ်းမနေလားစုံစမ်းမှာအဲ့ဒီခါကျတော့စုံစမ်းတဲ့ခါကျတော့သင်ပါလို့မှာလေစာရမကိုသွားလိုက်ဆိုကန်ထုံးမလားလက်သီးနဲ့ထိုးလိုက်လားထိုးလို့ရလားရတယ်ကန်လိုက်လို့ရလားရတယ်ဒါပေမဲ့သင်မှာသခင်ယေရှုမရှိဘူးဆိုရင်မရဘူးသင်မကျမ်းစာလည်းမဖတ်ဘူးစုလည်းမတောင်းဘူးအိတ်ပဲအိတ်လာအချိန်ကြီးစားလိုက်အိတ်လိုက်သွားလိုက်လာလိုက်ပေါ်တီးပေါ်ဆ
အထဲမှာဖျားဘန်နာဖွက်ထားပြီးတဲ့အရာတွေအသုံးမပြုဖျားနဲ့လည်းအဆက်အသွယ်မရှိဘူးဝိညာဉ်ရေးမှာ spiritual connection ရှိရမယ် connection မှန်ရင်သင်တို့ရဲ့အသက်တာရဲ့ပုံစံကလည်းအယမ်းမိုက်တယ် okay ဒါကြောင့်မို့ကျွန်တော်တို့က spiritual connection မှန်ဖို့ရန်နှုတ်ကပတ်တော်ကိုဖတ်ရမှာဒီနေ့ဒီမှာသခင်ယေရှုစုံစမ်းသွေးဆောင်ခြင်းခံတဲ့အခါမှာကျမ်းစာနဲ့ပဲပြန်ပြောတာနော်စာတယ်ကျမတို့ကကျမ်းစာလည်းမသိဘူးချက်လည်းမချက်ဘူးကျမ်းစာလည်းဘာတစ်ခုမှလွတ်မရဘူးဆိုဘယ်လိုပြောမလဲနော်โอเคကျမတို့ဒါကနှုတ်ကပတ်တော်ကအသက်ရှင်ပါတယ်နော်နှုတ်ကပတ်တော်တမန်တရားဖြစ်တယ်နော်သင်အတွက်ဖြစ်တယ်ကျမအတွက်ဖြစ်တယ်ယုံကြည်သူအရောက်တိုင်းအတွက်ဖြစ်တယ်ဘာကြောင့်လဲဆိုရင်ကျမတို့ခံယူတာမခံယူတာမယုံကြည်တာဒါရဲဆိုင်တာဖြစ်တယ်နော်ဒါကြောင့်သခင်ယေရှုကိုနှုတ်နောက်ဆက်ခဲ့တဲ့စာတန်ကဒီကနေ့ကောသင်နဲ့ကျွန်ုပ်ကိုမဆွဲချနိုင်ဘူးလားဆွဲချနိုင်ပါတယ်ဆွဲချနိုင်တယ်နော်သင်မဖျားနဲ့မနေဘူးဆိုရင်သင်ကစာတန်ကိုပဲနေရာပေးတယ်လောကအရာကိုပဲဆွဲလန်းတယ်ဖျားနဲ့ကြတော့အချိန်တိတ်တိတ်လေးပဲဖျားကိုတန်းတာလည်းမဖတ်စုလည်းမတောင်းဘူးလှုပ်ချစ်တယ်လို့နေပြောပါတယ်ဆိုရင်တော့ခုနတော့ကြောက်စရာဟစ်ကာလာအင်မတန်ကြောက်စရာကောင်းတယ်ကျွန်တော်တို့လမ်းရဲ့အောက်ဖက်မှာပေါ့နော်ဇမတ်ချယ်ကိုဟိုအောက်ဖက်မှာဒါမျိုးတွေရှိတယ်ဒါမျိုးဇမတ်ချယ်ကိုတော့ပြောတယ်ဆရာဘေးတို့သွားတဲ့နေရာရှိနေပြီဒီခင်ကကျွန်တော်တို့ရက်ကွက်ဆိုတတ်တန်နေဒါမျိုးတွေကြားအောင်ကြောင်းမြင်လည်းမြင်ဘူးမနက်ကနေကြည့်လိုက်ရင်အဲ့မှာ1 set နဲ့တင်လူကလေးလေးတွေငငယ်လေးတွေသွားတာဟဲစိတ်မကောင်းဘူးပေါ့နော်တော်တော်ဆိုးရုပ်နေပြီဒီအမျိုးသားတယောက်ကပဲအမျိုးသမီးညာကြီးပဲဒီလူကမပြောင်းကလေးတွေကပြောင်းသွားမိန်းကလေးတွေကပြောင်းသွားတယ်နော်ဒါတွေကိုတွေ့နေရတယ်ဒါကြောင့်မလို့ဒီချိန်ကာလမှာကျမတို့ကနှုတ်ကပတ်တော်ထဲမှာရှိဖို့တည်ဖို့ကလေးတွေကိုကျမနဲ့တင့်ထဲမှာဖွက်ထားတဲ့အရာတွေကိုသင်ပေးရမှာဖြစ်တယ်နော်နောက်တစ်ခုကပတ်ဝန်းကျင်မှာလည်းပဲတင့်ကိုဘုရားသခင်ကအသွေးတော်အားဖြင့်ရွေးချယ်ကောက်ပြီးသားဖြစ်တဲ့အတွက်တင့်ရွေးထည့်ထားတဲ့အရာကအချီးနှီးမဟုတ်ဘူးတင့်ထဲမှာဖွက်ထားပြီးတဲ့ဗန္နာတွေကိုထုတ်ပေါ်ပြသရမှာဖြစ်တယ်အလင်းပြရမှာဖြစ်တယ်အေဝံဂေလိသတင်းစကားကိုပြောပြရမှာဖြစ်တယ်နော်ဟိုမှာထိုးထားတဲ့ဟာလေးပတ်ကြတို့အခါမာနဤစုံစမ်းသွေးဆောင်ခြင်းကိုခံစေပြီးကြောင့်ဝိညာဉ်တော်သည်ယေရှုကိုတော်သူပို့ဆောင်တယ်ယေရှုသည်အရက်40ပတ်လုံးစာဟာရကိုမသုံးဆောင်ပဲနေပြီးမှမွတ်သိချင်းသို့ရောက်တော်မူထိုအခါစုံစမ်းသွေးဆောင်တော်သူသည်ချင်းကဲ့ကိုတော်သည်ဘုရားသခင်သားတော်မန်နေဤကြောက်ခဲတို့ကိုမုတ်ဖြစ်စေခြင်းကအမိန့်ရှိတော်မူပါဟုရှောက်ပြီးယေရှုကလည်းလူသည်မုတ်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်ဘုရားသခင်မိန့်တော်မူသည်များအားဖြင့်အသက်ကိုမွေးရမည်ကျမ်းစာလာသည်ဟုပြန်ပြောတယ်အာမင်သင်ကောကျမကောပြောနိုင်ဘူးခါတလေစုံတန်းနောက်ချက်ချင်းကြုံတဲ့ကောင်မပြောနိုင်အရမ်းကြီးတွန်မိတာကျမကိုယ်တိုင်ဖြစ်တယ်เนาะဒါကြောင့်ဒါကျမအတွက်လည်းခွန်အားဖြစ်တယ်ပေါ့เนาะဒါကြောင့်ပြန်ပြီးတော့တတ်သိခံပြီးငါတာဖြစ်ပါယေရှုကလည်းလူဒီမုတ်အားဖြင့်တက်မွေးတော်မူဘူးတဲ့ကျမ်းစာလာသည့်အတိုင်းဖခင်ရဲ့နှုတ်တော်ထွက်စကားအတိုင်းသက်ရှင်နေဆိုဒီမှာပြန်ပြောသလိုစတိုင်းကျမတို့လည်းပြန်ပြောနိုင်လားပြန်ပြောနိုင်ပြီလားအသိရှိပြီလားဆရာကြီးတယောက်ကကျမတို့ကိုเนาะကျမ်းစာကျောင်းမှာစာသင်တော့သင်ပေးတာ foreign နိုင်ငံသားဖြစ်တယ် foreigner ဆရာပြောက်ဖြစ်တယ်เนาะသူကပြောပြတယ်သူကတဲ့အဲ့ဒီမှာဆူတောင်းတယ်ပေါ့เนาะဆူတောင်းနေတဲ့အဝန်းဝိုင်းမှာသူလည်းဆူတောင်းနေတယ်ဒါပေမဲ့အဲ့ဒီအတွက်တော့သူဆူတောင်းပေါ့เนาะသူလည်းတောက်ချင်လည်းတောက်မှာပေါ့စားချင်လည်းစားတဲ့အရွယ်ပေါ့မိဘကအကြောင်းတက်ခိုင်းလို့တက်တာကျမ်းစာကျောင်းဒါပေမဲ့လည်းကောင်းကောင်းမသိเนาะဒါပေမဲ့အဲ့မှာတရားဟောဆရာလည်းဖြစ်တော့သူ့ကိုဒီ evil spirit ကိုမောင်းထုတ်ခိုင်းတယ်ဝိညာဉ်ဆိုးကိုမောင်းထုတ်ခိုင်းတာနဲ့ကြုံတဲ့အခါကျတော့တွားဆိုမှသူကမောင်းထုတ်လိုက်တယ်ကျွန်မအဲ့ဒါတတိယနော်တွားဆိုတော့ဟိုလူကသူ့ကိုပြန်တွန်းသူလဲသွားတယ်တဲ့စဉ်းစားကြည့်ပါတဲ့ထဲမှာကျွန်တော်ထဲမှာဗန္တာဖွက်ထားပြီးသားဖြစ်တယ်ဒါပေမဲ့လည်းသင်မရွေးချယ်တာသင်စလိတ်တောက်တယ်သင်အရက်တောက်တယ်သူဆိုအရက်တောက်မစီးရှူတာတဲ့မိဘအကျမ်းစာကြောင့်တက်ဆိုတော့တက်လိုက်တာဟောဒါပေမဲ့သူတက်တာမပြောင်းလဲသေးဘူးဖြစ်တယ်အာမင်ဘာလို့ဆိုလို့လဲအတိတ်ပေကပါလဲဆိုတာဒီမဲ့ကျွန်တော်ကိုတန်ရှင်းလို့မြင်တော့ဘုရားကဖွင့်ပြသွားမှာဖြစ်တယ်အာမင်ဒါကြောင့်ကျမတို့ကဒီနေ့ဒီအရာတွေကိုဖြတ်တောက်နိုင်ဖို့ဆိုတာကိုယ်အားနဲ့မဖြစ်နိုင်ဘူးဖယားသခင်ရဲ့အားဖြင့်ပါနေဖြစ်နိုင်တယ်ဘုရားရဲ့တကူအားဖြင့်ကျမတို့ရဲ့အသက်တာကိုစက္ကအနံ့ရကျမတို့မိသားစုဝင်တွေရဲ့အသက်တာကိုစက္ကအနံ့ရဘုရားလက်ထဲအပ်ပြန်ဘုရားကင်းဒီသားလေးကိုကိုရောလက်တော်ထဲပဲအပ်ပါကိုရောခေါ်သွားပါဆိုပြီးတော့ပြောပြရမယ်။သမီးလေးကိုဘုရားလက်ထဲမှာအပ်ထားပေးတယ်။ကိုတော့အသွေးတော်နဲ့လုံခြုံစေပါခြေတလန်းစီတိုင်းကိုပို့ဆောင်ပေးပါ။ကာကွယ်ပေးပါဆိုမိဘတွေကလည်းပဲအပေးရမှာဖြစ်တယ်။အာမင်။တာသမီးကသူ့အပ်တတ်တယ်ဆိုလည်းအပ်ပါမအပ်ဘူးစိတ်မချဘူးဆိုရင်တော့ကျမတို့ကိုယ်တိုင်က
ကိုယ့်ရဲ့သားသမီးတွေမိသားစုအရှုပ်တိုင်းကိုအပ်ပေးရမှာဖြစ်တာမိဘတောင်းဖြစ်တယ်ဒီမှာအသင်းတော်မှာဆရာကြီးတွေကအပ်ပေးတယ်လေသူတွေအတွက်အပတ်စဉ်အပ်ပေးတယ်နော်နေ့တိုင်းမှာလည်းသူတို့စုတောင်းနေတဲ့အခါမှာအပ်ပေးနေမှာပဲဒါပေမဲ့ကိုယ်တိုင်ကလည်းအပ်ခံဖို့အရေးကြီးတယ်အဲ့ကြောင့်မလို့လုံခြုံစွာနေ၍ဘေးကိုမကြောက်ပဲငြိမ်ဝတ်လိမ့်မည်အဲ့ဒီစကားတုတ်တန်မှာပါတယ်ကြုံမသွားနဲ့နော်အဲ့လိုလုံခြုံစွာနေပြီးဘေးကိုမကြောက်ပဲငြိမ်ဝတ်တဲ့အသက်တာကဘယ်မှာရှိလဲနှုတ်ကပတ်တော်တင့်အထဲမှာဖွက်ထားပြီးသားဖြစ်တယ်သင်ကဒူးဖော်ရမှာသင်က respect လုပ်ရမယ်ခံညာရမှာဖြစ်တယ်အာမင်ဟေးဝင်ခံရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့နှုတ်ကပတ်တော်သတင်းစကားကိုဝင်ခံဖို့အရေးကြီးတယ်ပေါ့နော်ဒီနေ့သခင်ယေရှုခရစ်တော်အားဖြင့်အမျိုးမျိုးသောကြင်ချင်းအမင်္ဂလာကနေပြီးတော့ကျွန်တော်တို့ကိုလွတ်မြောက်စေတယ်ဖတ်ထားတဲ့အရာတွေခေါ်ပြီးနော်နောက်ပြီးတော့ကောင်းကင်ကိုငရဲကနေသွားရမယ်တဲကနေကောင်းကင်ကိုပို့ဆောင်ပေးတဲ့ဘန္တာကိုတင့်အထဲမှာဖွက်ထားပေးတယ်အချုပ်နှောင်မှုဂျားတွေကနေပြီးမှအမျိုးမျိုးသောချုပ်နှောင်ခြင်းတွေကနေကျမတို့ကိုလွတ်စေတဲ့ဘန္တာကိုကျမနဲ့တင့်အထဲမှာမိသားစုထဲမှာဖွက်ထားပေးတယ်နော်စင်ရဲ့ခြင်းအမျိုးမျိုးထဲကနေကျွဲဝပြည့်စုံတဲ့အသက်တာတွေကိုတင်နဲ့ကျွန်တော်ကိုပို့ဆောင်ပေးတယ်စင်ရဲ့ခြင်းအမျိုးမျိုးဆိုတဲ့အခါမှာငွေကြေးကိုပဲပြောနေတာမဟုတ်ဘူးเนาะတချို့ဆိုနားမလဲတပိုက်ကြိုင်နေเนาะကျွဲဝဟာချမ်းသာရမယ်ဒီလိုမဟုတ်ဘူးကျွန်မပြောချင်တဲ့အရာကအမျိုးမျိုးသောစင်ရဲ့ခြင်းတင်မှကြုံနေတယ်နှုတ်ကပတ်တော်စင်ရဲ့နေတဲ့အထဲကနေနှုတ်ကပတ်တော်ကိုကျွဲဝစေတယ်ဟာလေလုယာအမျိုးမျိုးသောအခက်ခဲကြားမှာပဲနဲ့အဲ့ဒီအခက်ခဲကြားထဲမှာပဲတင့်ကိုထားတာမဟုတ်ပဲနဲ့သခင်ယေရှုခရစ်ကိုယုံကြည်ခြင်းအပြင်ယေရှုခရစ်တော်အသွေးတော်အပြင်တင့်ကိုလုံခြုံစေတယ်ကျွေဝပြည့်စုံတဲ့အသက်တာကိုဖခင်ရဲ့ပြည့်စုံခြင်းကတင့်ကိုဆွဲလိုက်တာဖြစ်တယ်ဟာလေလုယာအာမင်အဲ့ဒီအရာအတွက်ကျမတို့ကချီးမွမ်းမှုဖြစ်တာနော်အဲ့လိုမျိုးကျမတို့ကိုဗန္တာပေးထားတယ်ညှိုးငယ်သောဘဝကနေလန်းဆန်းတဲ့ဘဝရောက်ဖို့ပြုံးပျော်စေနိုင်တဲ့ဘဝရောက်ဖို့အခုခက်ခဲမရှိလားရှိပါတယ်သို့တော်ညာလည်းကျမပြုံးနေနိုင်လားပြုံးနေနိုင်တယ်ကျမနဲ့မဆိုင်သလိုနေနိုင်လားနေနိုင်တယ်ဝမ်းမြောက်တဲ့သက်တာမှာရှိလားရှိတယ်ဘု သူအားဖြင့်လဲယေရှုအားဖြင့်အာမင်အဲ့ဒါကချီးမွမ်းစရာလက်ခုပ်တီးစရာကိုဖြစ်စေတာဖြစ်တယ်အာမင်ပြဘုံကြီးပါဒီကပါဆက်ဆက်ဒါကြောင့်မို့ဒီမှာချီးမွမ်းသွားတဲ့သူတွေရှိတယ်ဒီမှာဆရာကြီးတွေတက်တေခနှုတ်ပတ်တော်ပြောသွားတဲ့အခါမှာလက်ခုပ်တီးတယ်မဟုတ်ဘူးလားဘယ်သူကိုဘုံပေးတာလဲဖယားကိုဘုံပေးတာအာမင်ပြဘုံကြီးပါပြီပေါ့နော်ဒါကြောင့်ကျမကဆိုရင်မဟုတ်ဘူးဆိုရင်တော့ခုနလိုပေါ့နော်ဒီလိုမျိုးယောဂဖြစ်ပြီးတော့ဘဝတစ်ပါးကူးပြောင်းသွားတယ်လို့ယုံကြည်သူကယုံကြည်ပြီးတော့အဲ့လိုမျိုးယောဂဖြစ်ပြီးမှအဲ့လိုမျိုးသူ့အဖေကိုခေါ်သွားရမလားဆိုမှစိတ်ညိုးနေတာတေလောက်တိစိတ်ညိုးကြပြီးမှလာမီးတဲ့သူတွေကိုရံဖြစ်တယ်ကျမလက်တွေ့မြင်ရတာဖြစ်မခေါ်ခြင်းဘူးယူစုတဲ့အဲ့ဒီလိုဘဝတွေကနေပြီးမှဖျားသခင်ရဲ့ပြည့်စုံခြင်းကျမတို့ယူတင်ဝတ်ဆောင်ရဘလောက်ချီးမွမ်းစရာဖြစ်တယ်အာမင်မဟုတ်ဘူးဆိုသူတို့ပိတ်လီနေမယ်6တွေ့နေမယ်တကယ်ဝမ်းနဲ့ချီကွေးစရာအသက်တာနဲ့သူတို့ပုံဆုံးသွားရမှာလောကတွေကထွက်သွားရခီယေရှုကိုမယုံဘူးတခင်ယေရှုကိုမရွေးချယ်ဘူးဆိုရင်သင်နဲ့ကျွန်ုပ်ရဲ့အသက်တာထဲမှာဒီလိုပဲပိတ်လီ6တွေ့ပြီးတော့မှကုန်ဆုံးသွားမှာဖြစ်တယ်ဒီနေ့သင်နဲ့ကျွန်ုပ်ကဘာကိုရွေးလဲဘာကိုရွေးယူရမလဲကိုယ်တိုင်ရွေးယူရမှာဖြစ်တယ်အာမင်မိဘကဝါကြွေးပြီးမှစားတာလားဆရာတွေက ready မနေ့ကျရင် ready တော့ဖွင့်ပြအကုန်လုံးသင်ပြီးတော့ကျမတို့ကအမြဲတမ်းစားတဲ့အသက်တာမှာပဲရှိတဲ့အခါမှာ bike ကတင်းပြီးတော့ကားပြီးတော့ပောက်ထွက်သွားမှာဟုတ်လားဟုတ်ပါသလားအဲ့လိုမဟုတ်ဘူးနော်ပြောချင်တာကစားပါစားလဲစားရမယ်ငြိမ်ရင်ရှိတ်ရင်စားရမယ်စားပြီးလို့ရှိရင်အဲ့ဒီကိုအရာသာနဲ့စားတောက်ထားတဲ့အရာတွေကိုပတ်ဝန်းကျင်မှာဖခင်ရဲ့အလင်းနဲ့သတင်းစကားဖခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းပြီးတော့မှကျမတို့ကပြသရမှာတင်တဲ့တောင်းရှိကျမမှာလည်းတောင်းရှိတယ်မဲဖခင်ရဲ့ကောင်းမြတ်တဲ့သတင်းစကားတွေအေဝံဂေလိသတင်းစကားတွေနှုတ်ကပတ်တော်သတင်းစကားတွေကိုတိတ်လေးပဲရကြီးလေးပဲဖြစ်ဖြစ်เนาะနည်းနည်းပဲဖြစ်ဖြစ်များပဲဖြစ်ဖြစ်ပြောရအောင်ပြောရမှာအကွက်ချောင်းနေရမှာပေါ့နော်လောကစကားနဲ့ပြောရတယ်စောင့်နေရမှာเนาะဒီလိုအမိအယစုပ်ကင်ပြီးပြောရမှာပြီးခဲ့တဲ့လမှာပေါ့နော်ကျွန်တော်တို့အိမ်မှာလာပြီးတော့သူကတော့ Jehovah Witnesses ဖြစ်တယ်ယေဟောဝါသက်သေခံတယ်ဆရာမနဲ့ဆရာနဲ့ကလေးလေးတယောက်လေးရလည်းအရင်ချစ်စရာကောင်းတယ်ပေါ့နော်အိန္ဒိယနဲ့ဗာနဲ့ဆက်တယ်တော့ချစ်ဖို့ကောင်းတာအဲ့တော့သူက
လာပြီးတော့မိတ်ဆက်လို့တနာဝင်ကျမကိုခေါ်တယ်ကျမညီမလေးခေါ်တဲ့ခါမှာသူစပြောပြီလေပြောတာနဲ့ကျမသူပြောတာလဲတစ်ချက်လောက်ပဲနားထောင်တယ်2မိနစ်လောက်သူ့ကိုချိန်ပေးပြီးကျမပြောတာလဲနားထောင်ပေးဦးပေါ့ဆိုပြီးတော့เนาะဒါကတော့ဘုရားသခင်ကသူတို့ကိုလည်းအိမ်ဝင်လေးပြောခွင့်ရသွားတာဖြစ်တယ်เนาะကျမရေးတယ်တော့လာခဲ့မယ်နော်တဲ့ခေါ်ပြီးတော့လာခဲ့မယ်တဲ့โอเคသူတို့ကိုစူတောင်းပေးလိုက်ရတယ်သူတို့လည်းလမ်းမှန်ရောက်ပါသည်ဆိုစူတောင်းရင်းနဲ့ပေါ်ပေါ်တင်တင်နဲ့ပြောပေးလိုက်ရတယ်เนาะဒီအခွင့်ကိုပေးတာဖြစ်တယ်အဲ့ဒါအဆုံးရှုံးမခံနဲ့တာလာအောင်ငါတို့ကလက်ခရီးရမဲ့ဒီလိုပဲပြောပြီးမလို့နိုင်သူတို့လာပြီးတဲ့ကအဖျားတခင်ပို့ပြီးလို့အေးဒီပြောခွင့်ရတယ်ဖျားရေးကျေးဇူးတင်တယ်အဲ့ဒီလိုနေ့မှာဘာဖြစ်လဲဆိုကျမအရန်နေမကောင်းတဲ့အချိန်သွားတယ်အရန်ကြိုက်ပြီးတော့မှเนาะကျမချေလို့စားလို့လည်းမရပိတ်လည်းပိတ်နေမကောင်းလည်းဖြစ်တဲ့အချိန်မှာရောက်လာတာအဲ့ဒါမဲ့ကျမအရှုံးခံအဲ့ဒီဝိညာဉ်နှလုံးကိုစူတောင်းပေးတယ်သူတို့ကိုအေးဒီပြောလိုက်တယ်เนาะရအောင်ပြောတယ်လူရင်းတူရှင်ခုနှစ်ချက်နဲ့နော်အေးမီလီတနေ့စကား2ချက်6ချက်ကောင်းကောင်းဝင်အောင်ပြောပြီးတော့သူတို့သွားလိုက်တော့သူတို့မှပြောစရာမရှိခေါ်လာနေတယ်ကဲခေါ်လာပါနော်သူတို့ကိုလည်းအခန့်လိုက်တယ်ကျွေးလိုက်တယ်ဒါကဘုရားခင်ကကောင်းကင်ဘန္တာထဲမှာသင်စားရရင်မစားရရင်နေပါစေလာတဲ့လူကိုကျွေးမွေးရမယ်အဲဝတ်ပြုရမယ်ဟာလေလုယာဒါကကျမလုပ်ခဲ့တဲ့ຢာတစ်ခုဖြစ်တယ်ဒီမှာမဟုတ်ဘူးเนาะကျမမရှိစားမစားကျမကတော့အဲဝတ်ပြုမှာပဲရေနိုင်ရေကော်ဖီနိုင်ကော်ဖီပေါ့နော်အဲ့လိုမျိုးပေါ့ဒါကြောင့်ဒါကပါလဲဆိုကျမတို့ကောင်းကင်ဘန္တာမှာစုတာကောင်းကင်နိုင်ငံသားတွေကို share ပေးတာအာမင်ဒါလည်းအယုံကြည်ပဲတင်းရဲ့ငွေကြေးပါသွားပြီတင်းရဲ့အချိန်ပါသွားပြီတင်းအသက်တာအပြင်ပြောလိုက်တာပါသွားပြီလောက်ရမှာဖြစ်တယ်ဒီเนาะဒါကြောင့်မလို့ခရစ်တော်မကြခင်ကြွလာဘယ်ချိန်ကြွလာမလဲမသိတဲ့အတွက်ကြောင့်ကျမတို့က ready ဆိုတဲ့အချိန်မှာအစဉ်သင့်ဖြစ်ရမှာဖြစ်တယ်ပေါ့เนาะဒီဟာဒါလေးပြင်ထားတာတော့မဟုတ်ဘဲနဲ့ဒီကနေဘယ်ကနေဝိညာဉ်တော်လမ်းပြတဲ့အတိုင်းပြောပြီးเนาะဒါကြောင့်ကျမတို့မှာအစွဲတွေတဲကနေလွတ်မြောက်ခဲ့တယ်เนาะဒီလိုတခုခုရှိရလေကျမတို့အိန္ဒိယလူမျိုးတွေဆိုအမေသားတွေဝတ်သားတွေစားရအောင်အခုကတော့ပုံစားတယ်เนาะအဲ့လိုမျိုးရုပ်တုစင်တု temple လေးကိုဝင်သွားပြီဆိုလို့ရှိရင်သူတို့ရဲ့အရက်တဲ့ကိုဝင်သွားရင်တိတ်တက်တယ်တခုခုဖြစ်တယ်เนาะတက်လိုက်လို့အဲ့ဒါမျိုးကျမမျက်စိနဲ့မှမြင်ဘူးတယ်ပေါ့เนาะဒါပေမဲ့အခုယေရှုတော်ကြောင့်စားခွင့်ရတယ်เนาะသခင်ယေရှုခရစ်တော်အဲ့ဒါဘန္တာမဟုတ်ဘူးလားအဲ့ဒါမယုံကြည်သူတွေကအရန်ကြောက်တာเนาะကျမသားလေးပြောတယ်သူတငယ်ချင်းအားတဲ့သူကအမေသားကိုကပတ်လုပ်ပြီးထည့်ပေးလိုက်တော့သူကစားချင်တာမှုကြီးလည်းအရန်မွေးတော့ဗောနေဟင်းစားတစ်သက်လုံးစားရဘူးတဲ့အဲ့ဒါစားရင်သိတယ်တဲ့တခုခုဖြစ်တယ်တဲ့အက်ဆီဒန့်ဖြစ်တယ်တဲ့ဆာမွေးလည်းမကြခင်ဖြစ်တော့သူကအဲ့ကလေးမှစားလိုက်တယ်တဲ့စားလို့ရတယ်တဲ့သားလေးကလို့ပြောလိုက်တယ်နော်အဲ့ဒါကြောင့်ဒီလိုမျိုးပြောပြရမယ်ပေါ့နော်ပတ်ဝန်းကျင်မှာအဲ့တော့သင်ကကလေးတွေကိုမပြောပြထားဘူးယေရှုကအဲ့လောက်ထိကောင်းမြတ်တယ်ဆိုတဲ့အရာကိုသင်ပေးထားဘူးဆိုရင်သူတို့ကလည်းတသက်ခံစရာမရှိဘူးဖြစ်လိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ပတ်ဝန်းကျင်မှာဘယ်လိုမျိုးစီစဉ်နေလဲသားသမီးတွေအပြင်လည်းနှုတ်ကပတ်တော်ကိုစီစဉ်ပေးရမယ်ပြီးတော့မှကျွန်တော်တို့ယုံကြည်ခြင်းတွေတဲကနေအမျိုးမျိုးအစွဲတွေတဲကနေလွတ်မြောက်ခွင့်ပေးတယ်နော်တချို့ယုံကြည်တဲ့ခရိယန်တို့တော့ပြောပါတယ်ဒါပေမဲ့လည်းသူတို့အစွဲတွေမရှိဘူးလားရှိတယ်အဲ့ဒီအစွဲတွေနဲ့ပဲအသက်ရှင်နေတဲ့သူတွေရှိတယ်နော်ကျမတို့ရှင်တန်ခဲ့တဲ့အသင်းတော်ကတိုင်ဝမ်မှာဆိုလေအဲ့လိုရှိတယ်နှစ်တိုင်းတင်သွားတဲ့လူတွေဘာလုပ်ပေးလဲ memorial service ကလုပ်ပေးလို့ကိုမပေးဘုရားကိုကျေးဇူးတင်တာမဟုတ်အဲ့လိုသွားပြောလို့လည်းမကောင်းတော့အဲ့လိုအစွဲတွေထဲမှာမလုပ်ရင်မရဘူးဘေးနေနဲ့မေးနေတာမလုပ်ရင်မရဘူးအဲ့လိုယုံတာပေါ့နော်အဲ့လိုယူသားတဲ့ခရိယန်တွေလည်းရှိသေးတယ်အဲ့ဒါတွေပြောင်းလဲဖို့အတွက်လည်းကျမတို့ကသူတို့တွေကိုလွတ်ချင်းခွင့်ရဖို့ရအတွက်ကျွဲဝပြည့်စုံတဲ့အသက်တာတွေကိုဆွဲခေါ်ဖို့ကျမမှာတာဝန်ရှိတယ်မိတ်ဆွေရောက်တိုင်းမှာတာဝန်ရှိတယ်ပေါ့နော်စိတ်အနာတွေထဲကနေလွတ်မြောက်စေတယ်ပေါ့နော်ဝိညာဉ်ကဏ္ဍတွေလွတ်သွားတယ်အနာပေါင်းစုံကနေလွတ်တယ်အဲ့ဒီစိတ်အနာတွေနာကျင်နေတဲ့အရာတွေကြေကွဲနေတဲ့အရာတွေကနေကျမတို့ကိုကြံ့မှာခြင်းဖြစ်တယ်ပူဆောင်ပေးတယ်အဲ့ဒီဘန္နာကိုသင်ပတ်ဝန်းကျင်မှာ share ရမှာဖြစ်တယ်အာမင်ဝန်နေခြင်းကလေဝန်ရောက်ခြင်းကိုပို့ဆောင်ပေးတဲ့ဘန္နာကျမတို့အထဲမှာဘုရားကဖွက်ထားပြီးတာထုတ်ဖော်ရအောင်နော်ဒါကြောင့်ကျမတို့ကျမ်းစာထဲမှာပါတဲ့အတိုင်းပဲကျမတို့အထဲမှာခတ်သိမ်းသောတကူတော်နဲ့ပြည့်စုံနေတဲ့ဘုရားကိုချီးမွမ်းရမယ်နှုတ်ကပတ်တော်အထဲမှာဒီအရာတွေရှိတယ်ဆိုတဲ့အရာကိုကျမတို့ဟာသိမ်းထားတာမျိုးမဟုတ်ဘဲနဲ့ဒီမှာသင်ပေးတဲ့အရာတွေပြန်ထုတ်သုံးရမယ်ပြောပြရဘယ်နေရာမှာမဲရောက်နှုတ်ကပတ်တော်မျိုးစိကိုကျမတို့ကစိုက်ပြိုးရမယ်သင်နဲ့တွေ့ဆုံတဲ့သူတိုင်းအသက်တာထဲမှာနှလုံးသားထဲမှာဒီနှုတ်ကပတ်တော်ဝေငှခြင်းစိုက်ပြိုးခြင်းအပြင်
သတင်းစကားပေါ့နော်ဧဝံဂေလိသတင်းစကားကိုကျဲဖြန့်ရမှာဖြစ်တယ်အခွင့်အရေးရရင်ရတယ်လို့ဒီနှုတ်ကပတ်တော်သတင်းစကားကိုကျမတို့ကမျိုးစေ့ကျဲဖြန့်ရမယ်စိုက်ပျိုးရမယ်ဒါကယုံကြည်သူမှန်ရင်လုပ်ကိုလုပ်ရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျမတို့ရဲ့ဒီနှုတ်ကပတ်တော်သတင်းစကားကတွေးတဲ့သူတိုင်းရဲ့နှလုံးသားထဲမှာစီးမျောသွားဖို့ရန်အတွက်သင်တဲ့ကျွန်တော်ကစိုက်ပျိုးတော်သူဖြစ်စီပါမဟုတ်ရင်ကျမတို့ဟာဒီနေ့စာတန်ရဲ့မျိုးစေ့ထဲမှာကြာပြီးတော့အပင်ပေါက်တဲ့ထဲမှာပါဝင်တဲ့သူတွေမဖြစ်ရလေအောင်ကျွန်တော်တို့နှုတ်ကပတ်တော်မျိုးစေ့ကိုကျဲဖြန့်ပြီးစိုက်ပျိုးတဲ့သူဖြစ်ဖို့အတွက်လုပ်ရမှာဖြစ်တယ်ဒါကြောင့်အဆင့်လေး3ဆင့်ပြီးပါပြီနော်နံပါတ်1ကျွန်တော်တို့ကဒီဟာလုပ်ဖို့ရတဲ့အတွက်ကျွန်တော်တို့စိတ်နှလုံးထဲမှာသုံးဖြတ်ချက်ကိုယ်တိုင်ချရမှာဖြစ်တယ်ဘလောက်ပဲဆရာတွေကကျမ်းစာသင်ကျမ်းစာသင်တန်းတွေလည်းလုပ်တယ်အမြဲတမ်းသင်ကြတယ်ယူကြတယ်ခံစားကြတယ်ပြီးလည်းပြီးရောနောက်တစ်ရက်မေးမသိတော့ဘာကြောင့်လဲကိုယ်တိုင်ဆုံးဖြတ်ချက်မချလို့ဖြစ်တယ်အာမင်ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ဘုရားကိုရွေးချယ်ရမှာဂျန်တဲ့အရာကမိုင်နာဖြစ်သွားရောဘုရားကနေချာဖြစ်သွားရောဒါကြောင့်ကျွန်တော်တို့ ਨੇ တွေ့ဆုံတဲ့ဘု து ကိုမဆိုကျွန်တော်တို့မှာရှိတဲ့ဒီဧဝံဂေလိသတင်းစကားနှုတ်ကပတ်တော်သတင်းစကားကိုဝေငှဖို့ကနံပါတ်1ဖြစ်ပါတယ်เนาะကျွန်တော်တို့လှုပ်ဆောင်သမျှအရာအလုံးထဲမှာဒီဧဝံဂေလိသတင်းစကားနှုတ်ကပတ်တော်ဝေငှခြင်းဟာအရေးကြီးဆုံးဖြစ်ပါတယ်အာမင်။ဘာကြောင့်လဲဆိုတော့သင်နဲ့ကျမတို့ကယုံကြည်သူတွေဖြစ်တယ်။ဒါကြောင့်နှုတ်ကပတ်တော်ပြောတဲ့အတန်ကိုကြားပြီးတော့ဝန်ခံရမှာနှုတ်ကပတ်တော်စကားကိုဝန်ခံရမှာဒါကလုပ်ဖို့လုပ်ရမယ်ပေါ့နော်ပထမမှာလုပ်ဖို့တော့အရင်ခက်မှာဖြစ်ပေမဲ့နောက်ပိုင်းဆိုလို့ရှိရင်ဒါတွေကလုပ်တတ်သွားမယ်လုပ်ရဲသွားမှာဖြစ်သိကိုသင်ပြင်ဆင်ရမှာကျွန်တော်ကိုယ်တိုင်ပြင်ဆင်ရမှာကိုယ်တိုင်ပဲရွေးယူရမှာဖြစ်တယ်ဒီနေ့တိုင်းမှာဘုရားရဲ့နှုတ်ကပတ်တော်ကိုဖတ်ရဆင်ခြင်အောင်မေးရမှာဖြစ်တယ်ဆိုဖတ်ပါပြီးတယ်လို့ဘာမှမင်းရင်ပြန်မသိဘူးအဲ့လိုမဟုတ်ပဲနဲ့စုတောင်းပြီးမှဝိညာဉ်တော်ဘုရားအလင်းပေးပါဆရာလေးသင်ကြားပေးတဲ့နှုတ်ကပတ်တော်ကိုကျမတို့ဖတ်ရဆင်ခြင်ညမှာအောင်မေးရမှာဖြစ်တယ် Bible study time ထားရမှာနော်သင်သားသင်နဲ့ကိုယ်တိုင်လဲကိုယ်ပိုင်လုပ်ရမှာဖြစ်တယ်လုပ်ယူရမှာဖြစ်တယ်အဲ့တော့မှတန်ရှင်တော်ဝိညာဉ်တော်ဘုရားကစုံမပဲ့ပြင်ဖို့ရန်အခွင့်ပေးရမှာဖြစ်တယ်ဘုရားကိုအခွင့်ပေးရမယ်နော်ဘုရားကိုလမ်းကြောင်းပေးရမယ်နော်သူတစ်ပါးကိုသာသနာပြုဖို့လွယ်ကူစေမှာဖြစ်တယ်ဒါမှသာသနာပြုလို့ရတယ်ကိုယ်တိုင်မှမရှိတဲ့အရာကိုသူများကိုပေးပါဘူးပေးလို့မရကိုယ်မှမရှိတာဘယ်လိုသွားပေးအဲ့တော့ကိုယ်တိုင်သက်တာကသင်ယူနေရမယ်လို့ဘတ်တော့နော်ခံယူနေရမယ်ဒါကြောင့်ဖခင်ရဲ့အတန်တော်တွေကြားလာရမယ်ဘယ်မှာလဲအတန်တော်တွေကကြားလဲဒီမှာလေးနှုတ်ကပတ်တော်ဖခင်ရဲ့ information ညွှန်ကြားချက်တွေသိလာရမယ်ဘာမှလဲနှုတ်ကပတ်တော်ထဲမှာလေသင်ကနှုတ်ကပတ်တော်မဖတ်ရင်ဘယ်လိုလုပ်သိဆရာတွေပြောတာကိုပဲမာလားမှန်လားမသိရှုပ်လို့မရဒါကြောင့်မလို့အယူအသားခွဲခြားစားဖို့ရန်အတွက်အစစ်အမှန်နှုတ်ကပတ်တော်ရှိပါတယ်အာမင်နှုတ်ကပတ်တော်မှာဖတ်ပင်ဇိမ်နဲ့ပဲခံယူဖို့ဘုရားမကြိုက်ပါဘူးပေါ့နော်ဘုရားနဲ့စကားပြောပါဆုတောင်းရမယ်နော်ဘုရားကိုဘုရားရဲ့ကျမတို့ရဲ့အသက်တာရဲ့ဝိညာဉ်ကကြည်မှန်ကနှုတ်ကပတ်တော်ဖြစ်တယ်နှုတ်ကပတ်တော်ကိုမဖတ်ပဲနဲ့မလာပါနဲ့မနဲ့အိယာထတာတဲ့နှုတ်ကပတ်တော်ဖတ်ရမှာဒါကဘုရားနဲ့ကျွန်တော်နဲ့အကြောင်းမှာကျမအမြဲတမ်းဝင်ငှတဲ့ချိန်တိုင်းမှာဒီအရာပါပါလေပေါ့နော်ဒါကြောင့်ဒီအကျိုးဆက်တွေအားလုံးကပင်ပဲခံစားရမှာကျွန်တော်ပဲခံစားရမှာဒါကြောင့်ဒီနေ့နောက်ဆုံးမှာပေါ့နော်နှုတ်ကပတ်တော်ကပဲသူ့ရဲ့အလုပ်ကိုသူလှုပ်ဆောင်သွားမှာဖြစ်ပါတယ်ပေါ့နော်ကျမနဲ့တင်ရဲ့အသက်တာထဲမှာဒီကဘာကြီးကိုပြောင်းလဲစေနိုင်တဲ့ဖွက်ထားတဲ့ဘန္နာတွေရှိတယ်အဲ့ဒီဘန္နာကတော့အဓိကကပါလေနှုတ်ကပတ်တော်ပဲဖြစ်တယ်လို့ပြောချင်တယ်နှစ်ကောအခန်းကြီးလေးအပိုက်ငယ်1မှ9ကိုဖတ်ပြီးအဆုံးသတ်ရအောင်လို့အားလုံးတူကွာဖတ်ကြရအောင်လို့ခေါ်ဖိတ်ပါတယ်တော့အဲ့ဒီမြေဦးထဲမှာရှိတဲ့ယတနာတွေနော်ဖွက်ထားတဲ့ဘန္နာတွေထုတ်ရအောင်ကျမတို့ဒီအလေးဖတ်ကြထို့ကြောင့်ငါတို့သည်သူတို့သောတရားဤအမှုကိုဆောင်ရွက်တော်သူဖြစ်၍ဘယုနာကျေးဇူးတော်ကိုခံရပေနှင့်အညီအာလျော့စိတ်ပြည့်ခြင်းနှင့်ကင်းလွန်ကြ၏စိတ်ကွင်ရာအရက်၌ပြုသောရှက်ဖွယ်သောအမှုများကိုပယ်ကြ၏ပရိယေကိုမသုံးဖယားသည်နှုတ်ကပတ်တရားတော်ကိုထိမ်ဝဲပေါက်လန့်ခြင်းမရှိဗမာတရားကိုအတိတ်အလင်းပေါ်ပြ၍ဖျားသခင်ရှိတော်၌လူအပေါင်းတို့၏စိတ်ထင်အတိုင်းချင်းဝမ်းဝေသောအကျင့်ဓလေ့ကိုကျင့်ကြ၏ငါတို့ဟောပြောသောဧဝံဂေလိတရားသည်ဖုံးအုပ်လျက်ရှိနေဆုံးရှုံးခြင်းတို့ရှက်တော်သူတို့အားသာဖုံးအုပ်လျက်ရှိ၏ထို့သောမယုံကြည်သောသူတို့ကဘုရားသခင်၏ပုံသဏ္ဍာန်တော်ဒီဟုသောခရစ်တော်၏ဘုံအသရေနှင့်ပြည့်စုံသောဧဝံဂေလိတရားအယောင်သည်အလင်းကိုမပေးစေခြင်းက
ဤလောကကိုအစိုးရသောဖရာသည်သူတို့၏ဉာဏ်မျက်စိကိုကွယ်စေ၏ငါတို့သည်ကိုယ်အကြောင်းကိုဟောပြောကြသည်မဟုတ်ယေရှုခရစ်သည်သခင်ဖြစ်တော်မူကြောင်းကို၎င်းငါတို့သည်ယေရှုအတွက်သင်တို့၏ကျွန်ဖြစ်ကြောင်းကို၎င်းဟောပြောကြ၏မောင်မတ်တေကအလင်းထွန်းလင်းသည့်အကြောင်းမိန့်တော်မူသောဘုရားခင်သည်ယေရှုခရစ်၏မျက်နှာ၌ထွန်းလင်းသောဘုရားခင်၏ဘုန်းတော်ကိုသိသောဉာဏ်အရာကိုပေးလူသောငါတို့စိတ်နှလုံးထဲ၌အလင်းကိုထွန်းလင်းစေတော်မူ၏သို့တော်လည်းတကိုးတော်၏ဂုဏ်တည်သည်ငါတို့နှင့်မဆိုင်ဖယားသခင်ဆိုင်၏အကြောင်းထိုဗန္နာသည်ရေဦးထဲမှထည့်ထားလျက်ငါတို့၌ရှိ၏ဖတ်သွားသောနှုတ်ပတ်တော်အပြင်အရောက်တိုင်းပေါ်မှာဘုရားရဲ့မင်္ဂလာနဲ့ပြည့်စုံကောင်းချီးပေးပါစေဟာလေလုယာအာမင်ကျေးဇူးတင်